Hi everyone ကျွန်မဒီနေ့ချက်ပြမှာတော့ပတ်ဂျယ်ရီချက်နီးလေးဖြစ်ပါတယ်တက်လွတ်ချင်းငံဆက်နဲ့အရန်ရတာရှိတဲ့ဟင်းလေးတစ်ခွက်ပါရှင်ပဲဟင်းလေးနဲ့စားမယ်ဆိုတော့အရန်လိုက်ဖက်တဲ့ဟင်းလေးပါရှင်ဒီထဲကိုတော့ကျွန်မဘိုးစားပဲတို့ဒန်းနလွန်သီးတို့မုံလာဦးနီတို့ကျွန်မထည့်ထားပါတယ်ရုံးမလီသီးလေးထည့်ထားပါတယ်ဒါကတော့စီတက်မဲ့အရာလေးတွေပေါ့နော်ပဲကြီးလေးကကြတော့ကျွန်မတညလှော်ပြီးတော့ရေစိမ်ပြီးတော့မှပြုတ်ထားတယ်တညကြိုပြီးလောက်ကြတယ်ပေါ့နော်ပဲကြီးကပြင်ဒါမကြီးသီးအနှစ်လေးသုံးထားတယ်ရိုးရိုးမကြီးသီးကိုရေဖြော်ပြီးထည့်လဲရပါတယ်ရှင်ပြီးတော့ရင်တော့ကျွန်မဒီခရမ်းကျင်သီးပေါ့နော်ခရမ်းကျင်သီးကိုအတုံးခက်ကြီးကြီးလေးတုံးလိုက်တယ်အဲ့ဒါမှကြည်လွယ်တယ်ပေါ့နော်အဲ့ဒါကိုကျွန်မထည့်ပြုတ်မယ်အဲ့တဲကကြတော့အရသာအနေနဲ့စားအချိုမုတ်တို့အသားမုတ်တို့ကြိုက်ရင်တော့သုံးပေါ့နော်ကျွန်မအချိုမုတ်တွေပါမသုံးဆိုတော့စားတစ်မျိုးလေးထည့်တယ်ပြီးရင်စနစ်မုတ်လေးထည့်တယ်အရောင်တော့ပေါ့နော်စနစ်မုတ်လေးထည့်တယ်ထည့်ပြီးတော့အဲ့ဒါလေးပြုတ်လိုက်တယ်ပြုတ်လိုက်တော့သူကအဲ့ဒါအရေးပိုင်းထွက်လာပြီးတော့ကြေသွားတဲ့အထိကျွန်မချက်ပေးမယ်လိုက်ချက်စားကြည့်ကြပါနော်အရန်လွယ်တယ်သိလားတက်လို့စားတဲ့ရက်လေးဆိုရင်အဲ့လိုမျိုးလေးချက်ပဲဟင်းလေးချက်ပြီးသွားပြီဆိုရင်ငရုတ်သီးတောင်းလေးဖြည်းဖြည်းငရုတ်သီးလေးကြော်ပြီးတော့ဖြည်းဖြည်းစားရင်အရန်လိုက်ဖက်တယ်နော်ချင်းကန်ဆက်လေးပေါ့ကိုကအဆက်ကြရင်တော့စီတက်တဲ့အချိန်မှာငရုတ်သီးအစိမ့်မုတ်လေးကိုပို့ထည့်ပေါ့နော်အားလေးဆိုရင်ဆက်လေးနဲ့ချင်းဆက်လေးအရန်ကောင်းပါလေရှင်ခဲကျင်သီးလေးလိတ်သွားပြီဆိုရင်တော့ကျွန်မအသီးတွေထည့်ပဲပေါ့နော်အသီးတွေမှာတော့ဘိုးစားပဲရေဒန်းတလွန်သီးရဲ့မုံလာဦးနေရဲ့အဲ့ဒါလေးတွေကကြက်ကတာနည်းနည်းကြာတဲ့အတွက်အဲ့ဒါလေးတွေကိုအရင်ထည့်ပြီးတော့ကျွန်မချက်တယ်ပေါ့နော်ရုံးမလီသီးလေးကကြတော့ကျွန်မနောက်မှထည့်မယ်သူကကြတော့ကြက်တာမြန်နေပေါ့နော်ဒီအသီးလေးတွေကိုကျွန်မအုပ်ထားလိုက်မယ်အဲ့ထဲကိုကျွန်မစားလေးလိုရတော့စားလေးထည့်လိုက်သေးတယ်အရသာလေးမြည်ပြီးတော့လေပြင်ရေလေးထည့်ပြီးတော့ကျွန်မအဖုံးလေးအုပ်ပြီးတော့ခဏလောက်စောင့်လိုက်တယ်ပေါ့နော်အသီးလေးကြက်တဲ့ဒီပြီးရင်တော့ကျွန်မအသီးလေးကိုကြက်မကြက်ကြည့်လိုက်တော့အသီးကြက်သွားပြီအသီးလေးကြက်သွားပြီဆိုရင်ကျွန်မအဲ့ထဲကိုကျွန်မပဲကြီးလေးထည့်တယ်ပေါ့နော်ပဲကြီးလေးထည့်ပြီးတော့ကျွန်မခဏစောင့်အောင်မယ်ပေါ့နော်အဖုံးလေးအုပ်ပြီးစောင့်ပြီးသွားပြီဆိုရင်တော့ကျွန်မရုံးမလီသီးလေးထည့်တယ်ရုံးမလီသီးလေးကိုကောင်းကောင်းကြက်အောင်လုပ်လိုက်တယ်ပေါ့နော်ရုံးမလီသီးလေးကတော့ကြက်တာတော့အရင်မြန်နေပေါ့နော်ပြီးတော့ကျွန်မအဲ့ဒီကိုမကြီးသီးအနှစ်လေးနည်းနည်းထည့်တယ်ပြီးတော့အပေါ်ငံလေးမြည်ပြီးမိတို့လိုအပ်တဲ့အရာလေးတွေထည့်ပေါ့ပြီးတော့ကျွန်မစီတက်မယ်ပေါ့နော်ဒါကြတော့ဒါအသီးလဲကြောက်သွားရေမကြီးသီးလဲထည့်ပြီးသွားရေရတာလဲအကုန်အဆင်ပြေသွားပြီဆိုတော့ကျွန်မစီတက်မယ်စီတက်ပြီဆိုရင်ကျွန်မစီအိုးတင်မယ်ပြီးရင်ကျွန်မအဲ့ဒါလေးဗီဒီယိုရိုက်ဖို့မေ့သွားတယ်ရှင်ကျွန်မပဲပါးစပ်ကပဲပြလိုက်မယ်နော်စီထည့်တယ်ပြီးရင်ကျွန်မမုံညင်းစေးထည့်တယ်ပေါ့နော်မုံညင်းစေးပေါက်ပြီးတော့ကြောက်သွားပြီဆိုရင်ကျွန်မအဲ့တဲကိုဇီယာထည့်တယ်နနန်စည်းထည့်တယ်ပြင်းတော့သိမ်းရွက်ထည့်တယ်ပြီးရင်ငရုတ်တီ6တောင်ကျက်သွန်ကြီးပြီးရင်ကျင်းကျက်သွန်ပြူကြိတ်ထားတာထည့်တယ်ပြီးရဆိုရင်ငရုတ်တီအစိမ့်မုတ်အယောင်တင်မုတ်ပေါ့နော်အဲ့ဒါလေးထည့်တယ်ထည့်ပြီးကောင်းကောင်းစီတက်ပြီးတော့စီပြန်လာပြီးငရုတ်တီအနံ့ပြောက်သွားတဲ့အထိကျွန်မကြောက်ရတယ်ပေါ့နော်စီတက်တယ်အဲ့ဒါပြီးသွားရင်တော့ကျွန်မအခုနအသီးတွေခဲညင်လေးအသီးတွေလိတ်ထားရတဲ့ကိုဒီစီတက်တဲ့ဟာလေးကိုထည့်လိုက်တယ်ပေါ့နော်စီတက်တဲ့အချိန်မှာတော့သူကလေငရုတ်တီးနဲ့ပျောက်သွားအောင်စီတက်ကရယ်နော်အဲ့တော့မှမွေးလေးနဲ့စားကောင်းတာသိလားအဲ့လေးကိုထည့်ပြီးရဆိုရင်ကျွန်မငရုတ်တီးစိမ်းခွဲထားတာလေးထည့်မယ်ဒီတဲကအရန်6နေတဲ့အတွက်ကျွန်မရေလေးနည်းနည်းထည့်လိုက်သေးရသိလားအရန်6ကြီးကြတော့စားမကောင်းနည်းနည်းအရေးစိုးတိုးဇက်တောက်ဒီမှာစားကောင်းတာအဲ့တော့ငရုတ်တီးစိမ်းခွဲထားတာလေးတွေပြင်းတော့သိမ်းလေးတွေကိုကျွန်မအခုနစီတက်တဲ့ထဲမှာတဝက်ထည့်တယ်အခုဒီတဲကိုလည်းတဝက်ထည့်ပေါ့နော်နောက်ဆုံးလေးထည့်ရင်လည်းမှု့လေးဖြစ်အောင်လေအားလေးထည့်တယ်ထည့်ဝိုင်းဆိုကျွန်မအဲ့ဒါလေးကိုစီပြန်လာအောင်ခဏစောင့်လေပေါ့နော်လိမ့်နေအောင်နောက်ဆုံးမှာတော့ကျွန်မဒီနံပင်လေးအုပ်မယ်ပေါ့နော်ဒါဆိုရင်တော့အရန်လွယ်ကူရိုးရှင်းတဲ့ပကြေးတိချက်နီးလေးကိုရပါပြီရှင်လိုက်ချက်စားကြည့်ကြပါနော်အဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်စားကောင်းကြပါစေနောက်ဗီဒီယိုမှာဆုံကြမယ်နော်ချက်နီးလေးတွေရှိရင်လည်းအခြားမတူညီတဲ့ချက်နီးလေးရှိရင်လည်းကျမကိုမျှဝေပေးခဲ့ကြပါအောင်ရှင် comment မှာရေးပေးခဲ့ကြပါအောင်ရှင် bye bye see you